ကိုကတော့နိုင်ငံကြီးသားပီသားစွာနဲ့မင်းဆက်ပြခဲကိုသုံးပါတယ်ရောင်းပါတယ်ဘာဖြစ်လို့နိုင်ငံကြီးသားပီသားတယ်လို့ပြောတာလဲဆိုလို့ရှိရင်နိုင်ငံကြီးသားနိုင်ငံသားတွေကလေဒီလိုမျိုးပစ္စည်းတစ်ခုဝယ်မယ်ဆိုလို့ရှိရင်သူတို့ကဈေးနှုန်းထက်ကို quality ကိုအရင်ဦးစားပေးပြီးတော့ကြည့်တယ်နော် quality ကောင်းတယ်ဆိုလို့ရှိရင်ဒီပစ္စည်းဒီကိုပေးရတဲ့ဈေးနဲ့တန်ကိုတန်တယ်အခုဒီမေဆက်ပြမှာဆိုလဲအဲ့လိုပဲနော်ပေးရတဲ့ဈေးနဲ့ရတဲ့ quality ကလုံးဝတန်စေရမယ်တန်တယ်ဒါကြောင့်မလို့ကိုယ်တိုင်လဲသုံးတယ် customer လက်ထဲကိုလည်းအာမခံချက်အပြည့်နဲ့ယုံကြည်ကိုထည့်ပေးတယ်ဒီဆက်ပြကိုသုံးဆွဲတဲ့သူတိုင်းကလုံးဝစိတ်မပြတ်စေရဘူးဈေးကအရင်များတာပဲဘာမှလည်းမကောင်းဘူးဆိုတဲ့ feeling မျိုးလုံးဝမခံစားရစေဘူးလို့လည်းအာမခံတယ်ပေါ့နော်ဒါလေးကိုမှာယူသုံးဆွဲခြင်းနဲ့ဆိုရင်တော့တစ်ခဲကို9500နဲ့မြန်မာပြည်အနှံ့အယောင်းငွေချေပို့ပေးတယ်ဆက်သွယ်မှာယူခြင်းနဲ့ဆိုရင်တော့ TikTok CB ဒါမှမဟုတ်လို့ရှိရင်မင်းတို့ရဲ့ Viber နံပါတ်4238098999ကနေပြီးတော့လည်းဆက်သွယ်မှာယူနိုင်တယ်လို့ဖုန်းဆက်ပြီးတော့မှာယူခြင်းနဲ့ဆိုလို့ရှိရင်လည်း0993684869ဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်နော်မြန်မာပြည်အနှံ့ဒလီအယောင်းငွေချေပို့ပေးတယ်ပြည်တွင်းပြည်ပအစုံပို့ပေးပါတယ်နော်နိုင်ငံခြားမှာယူခြင်းတွေများအတွက်ထိုင်းမလေးစင်ကာပူကိုရီးယားတရုတ်အကုန်ပို့ပေးပါတယ်နော်